KOS ကင်တကောင်ကိုဒိုင်းမွန်နဲ့အောင်ဘယ်လိုဖောက်ရမလဲဆိုတာလေးပြပြပေးသားမှာဖြစ်ပါတယ်ကျွန်တော်ပြောတဲ့ဒိတ်အတိုင်းလေးပဲသူကဒီဒိုင်းမွန်ဖြည့်တာတွေလှည့်တာတွေလုပ်မယ်ဆိုလို့ရှိရင်เนาะဒီငွေကြေးကုန်ကြလဲတက်တာနိုင်တယ်လို့မျိုးဒီဒိုင်းမွန်ကုန်ကြလဲတက်တာတော့မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့နောက်ကဗီဒီယိုလေးကိုတိကျကြည့်ပြီးတော့မှလုပ်ပေးစေချင်ပါတယ်ခင်ဗျာevent ဆောက်လာတဲ့ January လ30ရက်နေ့မှာကျွန်တော်တို့က weekly ပတ်တစ်ပတ်ထည့်ပါမယ်ပြီးရင်တော့ဒီ January လ30ရက်ကနေ February လ9ရက်နေ့ထိကိုမှကျွန်တော်တို့ကဘာမှမလှည့်ပဲနဲ့ကြော်သွားရမှာဖြစ်ပါတယ်ပြီးတော့ Diamond စုထားရမှာလည်းဖြစ်ပါတယ် February လ9ရက်နေ့ရောက်လို့ရှိရင်တော့ကျွန်တော် weekly ပတ်တစ်ပတ်ကရတဲ့ Diamond 220စုမိပြီးသားဖြစ်သွားပါလိမ့်မယ် February လ6ရက်နေ့မှာတော့သူ့ရဲ့ Phase 1လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly ပတ်3ပတ်ဖြစ်ပါမယ်ဒီလိုမှ weekly ပတ်3ပတ်ထည့်လို့မရဘူး limit ပြည့်နေဆိုရင်လည်း Diamond 2.5ထည့်လို့ရပါတယ် weekly ပတ်3ပတ်ဖြည့်လိုက်တဲ့အတွက်ကြောင့်မလို့ Diamond Region 250ကတော့ပြည့်သွားတယ်ဒါပေမဲ့လို့ Diamond 253နဲ့ test မပြည့်သေးရမလို့အဲ့ဒီ February လ6ရက်နေ့မှာကျွန်တော်က daily 1 draw နဲ့50ရာခိုင်နှုန်း short ဈေးရတဲ့ Diamond 112နဲ့တစ်ချိန်လဲလိုက်မှာပဲဖြစ်ပါတယ်ပြီးရင်တော့ February လ9ရက်နေ့နဲ့10ရက်နေ့မှာလည်းအဲ့ဒီ daily 1 draw နဲ့50ရာခိုင်နှုန်းကိုကျွန်တော်ကတရက်တစ်ချိန်စီလဲပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့သူ့ရဲ့ Diamond 253နဲ့ test လေးကပြည့်သွားရင်မလို့ free cut 16 cut ရတာမှာပဲဖြစ်ပါတယ်အခုပြထားတဲ့ free cut 16 cut ဆိုတာကကျွန်တော် Diamond 250ထက်253ရဲ့ဒီ cut အကုန်လုံးကိုပေါင်းပြပေးထားတာဖြစ်ပါတယ်အဲ့ဒီ cut တွေရောပါအကုန်လုံးလဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့အချိန်16ချိန်ထိပြီးသွားမှာပဲဖြစ်ပါတယ်အချိန်20ပြည့်သွားအောင်လို့ဒီ February လ9ရက်နေ့မှာလည်း daily 1 draw နဲ့တစ်ချိန်လဲပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့အချိန်20ပြီးသွားမှာပဲဖြစ်ပါတယ် February လ10ရက်ကနေ12ရက်ထိကိုကြော်သွားလိုက်ပါတစ်ချိန်မှမလဲပါနဲ့အဲ့မှာက weekly ဘက်ကရတဲ့ Diamond 60ရသွားပါလိမ့်မယ် February လ13ရက်နေ့မှာတော့သူ့ Phase 2ပြန်လာပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့က weekly ဘက်3ပတ်ဖြည့်ပါမယ်တကယ်လို့မှ weekly ဘက်ပြည့်နေလဲ2.5ထည့်လို့ရပါတယ်ပြီးရင်တော့ share Phase 1တော့လိုပဲတရက်ကိုတစ်ချိန်စီ daily discount နဲ့လှည့်သွားမှာပဲဖြစ်ပါတယ် February လ13ရက်နေ့ကနေ16ရက်နေ့ထိမှာကျွန်တော်တို့က4ချိန်လှည့်ရမှာဖြစ်ပါတယ် February လ16ရက်နေ့မှာတော့ကျွန်တော်တို့အချိန်40ထိပြီးသွားပါလိမ့်မယ်ဒီ free cut တွေရော daily draw တွေရောဆိုလို့ရှိရင်တော့အချိန်40ပြီးသွားရင်မဟုတ်လို့ဒီ skin တစ်ကောင်ကိုကျွန်တော်ပြန်ပြအနေနဲ့ကတော့အချိန်40ဆိုရင်ပေါက်ပါတယ်ဒါပေမဲ့လို့အချိန်40မှာမပေါက်ဘဲနဲ့အရန်ကန်ဆိုးတယ်ဆိုလို့ရှိရင်တော့အချိန်50ထိသွားပေးရပါမယ်အချိန်50ထိသွားမဲ့သူတွေအနေနဲ့ကတော့ February လ18ရက်နေ့မှာ Diamond 900ထည့်ရမှာဖြစ်ပါတယ်အဲ့ Diamond 900ထည့်ပြီးတော့ကျွန်တော် February လ18ရက်နေ့ကနေ26ရက်နေ့ထိမှာ daily 1 draw နဲ့တရက်ကိုတစ်ချိန်စီလှည့်သွားပေးရမှာဖြစ်ပါတယ် February လ26ရက်နေ့မှာတော့အချိန်50ထိပြီးသွားပါလိမ့်မယ်တကယ်လို့မှဒီအချိန်50ထိမှမပေါက်ဘူးအရန်ကိုကန်ဆိုးနေရဆိုရင်တော့နောက်ဆုံးနေ့တစ်နည်းပဲရှိပါတော့တယ်အဲ့ဒါကတော့ February လ28ရက်နေ့မှာ Diamond 1600လှည့်ပြီးတော့ 10x တော့တစ်ချိန်လှည့်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့အချိန်60ထိပြီးသွားမှာပဲဖြစ်ပါတယ်ကုန်ကြငွေတွေအချမ်းပြင်းတွက်ပေးရမယ်ဆိုလို့ရှိရင်အချိန်40နဲ့ပေါက်သွားမယ်ဆိုလို့ရှိရင်တော့ weekly pack 9ပတ်စာ4000ခွဲလောက်ပဲကြာတင်မှာဖြစ်ပါတယ်အချိန်50အတွက်ကတော့ weekly pack 9ပတ်ရဲ့ပြီးရင် Diamond 900ရဲ့ဆိုလို့ရှိရင်တော့9000ခွဲဝန်းကျင်ကြာတင်မှာဖြစ်ပါတယ်အချိန်60အတွက်ကတော့ weekly pack 9ပတ်ရဲ့ Diamond 900ရဲ့ Diamond 1600ရဲ့ဆိုလို့ရှိရင်39000လောက်ကြာတင်သွားမှာပဲဖြစ်ပါတယ်တန်းဖောက်တာထက်စားလို့ရှိရင်ဒီအခုကျွန်တော်ပြောပြတဲ့ဟာလေးတွေကအရန်ကုန်မှတက်တာမှာပဲဖြစ်ပါတယ်တကယ်လို့မတိတာရှိတာပဲဖြစ်ဖြစ်ဒီ Diamond တွေဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram အကောင့်မှာလာရောက်မေးမြန်းနိုင်တယ်လို့ Diamond တွေလာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ